မရသမီးရဲ့အမေရပြောတဲ့သမီးကကလေးမီမှန်လိုက်တာမှန်ချက်နဲ့နှက်တော့ပဲတိတ်မှန်တာပဲဘာရပါလဲရုပ်ပြန်တယ်ခါ9ယောက်မွေးတာငါ9ယောက်မွေးထားတာကလေး9ယောက်မွေးထားတာကျမအပြောကလေး9ယောက်မေးကြတယ်ညမင်းနဲ့တက်တယ်နဲ့ဟိုကနုဖတ်ဥအဲ့လို့အဲ့ကြောင့်လည်းပြောမနေ့ကဟိုဒီချို့လိုပဲရန်တက်တော်မလို့သမီးအော်ကိုရောက်တယ်ကိုအမေလားဘယ်လိုခေါ်ရင်းတွေ့ဖုန်းကိုင်းနေသမီးထွက်ပြီးရီလာတော့ဟဲတဲ့ဦးစားလိုက်တာတဲ့ချိုးစင်းသမီးမလားဟောပလိန်တာပြောမအေးကနုဖက်လို့အခုမေကိုနုဖက်လို့ပြောတာဘသူကလက်မခံချင်မှာတော့မေကိုသမီးတို့ကမေကိုနုပြူနေအောင်ထားရလေဆိုဟဲနင်ကတော်တော်ဦးစားတာပဲဝါရဲဆိုထားပါအဲ့ဒါပြောသမီးကဟဲဝါတုံနေရပဲဆိုတော့လေဘာလို့ရတော့စိတ်တူအဲ့ဒါမိုင်းမဟုတ်ပါဘူးမျိုးတော့သမီးပြန်လာတော့မနဲ့အဲ့အရှိမခါရီထောက်ပြီးတော့ဘာဖြစ်လို့နာစစ်ထထားမလို့သူကပောက်ကလေးတွေပြောမသွားမချင်းပြောနဲ့သမီးကြောက်တယ်မလဲယွန်းယွန်းဟဲအဲ့ဒါချိုးတဲ့သမီးပေါ့တဲ့ဂလန်နဲ့ပါကြတယ်မေကြီးယူနေနှစ်ယောက်အပြက်ရပြောကြစိတ်ကတူတက်မပြေဘူးအဲ့ရှောက်ပါဘူးအေးလေမို့ငါပြောတာပြောလောက်ဝါရပြောဟုတ်တယ်မလားညီမနဲ့လို့ရင်းချမ်းလာပါဟုတ်တယ်အဲ့ကြောင့်မလို့အမေတကူကိုပြောတဲ့ဟာပြန်ပြောရင်းနဲ့ကျမတို့အမေကိုနုပြောင်းထားတာလို့ပြောယူပဲထွက်လာတယ်ကျမတို့မေကအဲ့လိုပဲပါညာတယ်ကိုမေတော့ချီကျူးပြောရမှာကိုကြတော့ဟွာဖြစ်နေချိုးစင်းကမနှုတ်လားချိုးစင်းကမနှုတ်ဖက်လို့ပဲမိန်းနဲ့သမီးနဲ့ရှားသည်ပဲထိုင်းပြီးတော့ပြောနေတာဘာဖြစ်စင်တာတေတိုးစီချိုးပြမဲ့လက္ခဏာပုံထွက်နေရတယ်ဟုတ်တယ်စီချိုးတူရှိလားမျိုးမရှိဘူးမျိုးမရှိဘူးလေမျိုးမရှိဘူးရဲ့ခိုင်းလို့လာမယ်ဖြူပဲဖြူရောနဲ့နှလုံးရောအဲ့လိုဖြစ်နေတယ်ဟုတ်တယ်နှလုံးကတော့မဆိုးလားမရှိနော်စာရင်လို့နှလုံးတို့စာရင်တို့ကတော့ဒီမျိုးရှိစီချိုးလေးတို့ကမျိုးမရှိနှလုံးတော့ရှိမယ်နှလုံးကတော့ရှိတာဗောရင်ခုံးနေအောင်အမငိုမေးရရှောက်ပြောဆောက်အောင်နော်ပြန်ပဲပြန်ငိုတော့မှာဘာလို့ကြားလဲအခုကဘာသာမကြားတော့ဘူးလေပထွေးရောက်လာပေါ့မဲပဲများနေပြီဟဲ့ဘယ်များဟုတ်လားဘာအဲ့ဘာဆက်ပြအောင်မူလာတော့ဟုတ်ကဲ့ဟုတ်ကဲ့ပြောတိုက်လို့ဆက်ပြအောင်မူလာတော့တော့သူ့မှာတော့ကဲကြီးမင်းကြီးဒီလည်းပဲရကောင်းမှုဒီလည်းကနည်းနည်းလေးငုံကြည့်လားအလိုကြီးလုံးနေဒီလည်းပဲကီသွေးဟဲ့လို့မေလာတောင်းတော့မလားလို့ကိုကြတောင်းနေအောင်စောသေးရဲ့မေဟုတ်နဲ့နေအမေနဲ့6ပတ်လောက်မင်းနဲ့6ပတ်လောက်မယ်သူ6ပတ်လို့ဝိုင်းလာတောင်းတော့တဲ့ခုတော့မတောင်းနဲ့ဒါပေမဲ့ငါဝါဟုတ်ဆိုလည်းမလွယ်ဘူးဥခွဲပြီးလို့ကြည့်သူပါသူ6ပတ်ပြီးဝါဟုတ်ဆိုလည်းမလွယ်ဘူးတဲ့မဒီတော့ကတော့ဥတွေပါခွဲပြီးလို့5စီတဲ့ဟာတော့ကြိုက်ဘူးပြောပါတူစားခြင်းလို့ဝယ်ရလို့ဝယ်မအဲ့မှာကိုကြီးစကြဒီမှာသမီးရဲ့ location ဒီမှာအသက်ကကြီးတော့မယ်လို့ရရဲ့ကျူးတော့ကျမရဲ့ location ကဒီလိုလိုက်နေမကျိုးလာဘူးညထိုင်နေရုံမအပြတ်အဲ့ဒါမျိုးဒီမှာထိုင်နေရတယ်ထိုင်မကျိုးပါဘူးညို့လေတခုဝါယူလာမြန်တယ်ခမဟုတ်မလဲလက်တော့ညနာကြည့်ထားတဲ့ကောင်မလေးရှိခဏလေးပါနော်ငါမပြရဘူးလားဘာအိမ်မပေါ်တိုက်နေဘာအပေါ်တိုက်နေမတက်နေတဲ့အောက်မှာအေးဘာအောက်မှာအိတ်တော့မဲတဲ့ဒီနေ့တော့တယောက်ပဲအောက်မှာအိတ်မနေ့ကပေးမလို့တဲ့ရုံးကိစ္စများနေမားတာငင်းမကြီးဟုတ်ရတယ်နော်ကိုရမကျိုးတော့ရှေ့နေတိုးလို့ရမင်းသားသားကြီးရဟုတ်တော့ပါဒီမဲ့ပြင်ဟိုဘက်ပြင်ပြီးလို့မကျိုးတာဒီဘက် location ကဒီလိုပါကိုကြီးဆက်ကြဒီနောက်မှာပေါ့နော်နည်းနည်းလေးအဲ့ပုံစံလို့ဒါဝိုင်းအပိုင်လားတဲ့အပိုင်လားဆိုအပိုင်လို့လည်းပြောရအပိုင်လို့လည်းပြောမရဘူးစာချုပ်စာတမ်းနဲ့နာမည်နဲ့အပိုင်တော့မရှိဘူးဒါပေမဲ့အပိုင်မှာပဲဟိုမယောင်းစားနဲ့တလုံးကြိုက်လို့နေမီးဆက်ပေါ့နော်ဘိုးတင်မောင်းဆက်နေဒီဝိုင်းကိုမယောင်းရင်ရတယ်အဲ့လိုမျိုးပေးထားတာအပိုင်မဲတည်ရမလားအဲ့လိုဖုံပေးထားတာဟိုတည်ရမလားဟိုဘယ်လိုပြောမလဲနားလေးမလားအေးပါမမတော့ဖြစ်နေမဟုတ်ဘူးမယောင်းမဲနဲ့တက်လုံးကရှူးကလေးတွေဘွားပဲအေးအဲ့လိုမျိုးဖုံကပေးထားတာသမီးတို့ဝိုင်းပေါင်လို့သမီးတို့ဝဲတဲ့ပါမဝိုင်းရမဘယ်လောက်လဲ350နဲ့ပေါင်လို့ဟိုပြန်ရွေးဘယ်လောက်ဆိုမလဲ400 500လို့ပြောတာမရှိဘူးအဲ့900နဲ့
ပေါင်တော့350နဲ့အဲ့ဒါတော့တိုက်ဟိုဝိုင်းရကြွယူအဲ့ဒါတိုက်ပေါင်တော့ကတော့350နဲ့ဒါပေမဲ့ပြန်ပြီး900နဲ့ယူတဲ့900နဲ့ယူတဲ့အဖေကို